chapter နီးတယ် chapter ရဲ့အစမှာ tower ရဲ့ report ပထမဦးဆုံး update ပြီးပြီလို့ပြောထားတာနဲ့ပြန်စထားတယ်ကျော်ကြီးကလည်းငါစိတ်အေးထားမယ်ဆိုပြီးကိုယ့်အင်ကြီးကောက်ဖို့ကစိတ်တွေကနေလည်းတကယ်ကြီးအပြင်မှာလာဖြစ်လာတာဆိုရင်ငါဒီမှာအချိန်ဖြုံးနေလို့မရတော့ဘူးအဲ့ဒီ item ရှိတဲ့နေရာကိုမြင်မြန်သွားဖို့လိုတယ်ကဘာကြီးဆုံးသက်ခြင်းတက်သွားလိမ့်မယ်ဒါပေမဲ့ဘာလို့လဲမသိပေမဲ့ငါပြောနေတယ်လို့ပဲလို့ပြောရင်ထိုင်ရကနေထပြီးပြေးထွက်ခဲ့လိုက်တယ်တစ်ဖက်ဘုံမျိုးတော့မှလည်းလူအုပ်ကြီးကအုပ်တောင်နေဖြစ်နေပြီးတော့ပူဆန်မျိုးရဲ့အစောဆုံးဘတ်စကားကဘယ်အချိန်လဲတေးစမ်းဒီပူဆန်ဖြစ်ဖြစ်ဒီမှာဖြစ်ဖြစ်အရေးမကြီးဘူးငါတို့တောင်ကိုရီးယားမှာတော့ရှိမနေသေးဘူးဟုတ်တယ်ငါတို့နေချင်တဲ့နိုင်ငံစီငါတို့သွားရမယ်ဒီနိုင်ငံကထွက်သွားမယ်အဲ့ဒီတာဝါကြီးကတကဘာလုံးမပေါ်လာတာဟာဆိုတော့ငါတို့ဘဲချောင်းမှာသွားပေါ်ရမှာလဲဆိုပြီးတော့ပြောနေတဲ့အချိန်ကြောရတယ်သူသွားခြင်းတဲ့နေရာကိုမြောက်ရထားဘူတာယုံစီခတ်တုတ်ပြီးလာခဲ့တယ်ဒီနေရာကကိုရီးယားဆာဗာထဲမှာဆိုရင် external region ပေါင်း30ထဲကငါနဲ့အနည်းဆုံးနေရာပဲဒီလိုနဲ့အဝေးရောက်လာတော့ system ကနေ 10 event area ထဲကိုဝင်ရောက်လာပါသည်ဆိုပြီးပေါ်လာခဲ့တယ်ဟောတာဝါဂိမ်းအဆောက်အတော့ကောက်ကောင်းဆုပ်နေတဲ့သူတွေဒီကိုရောက်နေကြတာပဲဒီနေရာမှာပေါ်လာမဲ့ကန့်သတ်ထားတဲ့ item တွေက9ရောက်စာအတွက်လောက်ပဲရောက်မှာဆိုပြီးတွေးနေတဲ့အချိန်အေးမင်းအကျော်ကြီးလားဟာတကယ်ပဲကျော်ကြီးပဲမင်းရဲ့အချိန်တွေအားလုံးကိုဒီဂိမ်းကစားရင်းတော့အခန်းအောင်နေကြတာတော့မင်းလည်းဒီကိုလာခဲ့တာပဲအခုပြောနေတဲ့သူကတော့ Lee Jong-soo subscriber 9သိန်းကျော်ရှိတဲ့ Paprika TV streamer တယောက်သူကသူအောင်မြင်တဲ့ကျေတပွင့်လို့ခေါ်နေတဲ့တယောက်ပဲမင်းအခု live streaming မလုပ်တင်ဘူးလို့ထင်တာပဲမင်းကလည်းငါဒီလိုအချိန်ကြီးမှာဘာလို့ live stream လုပ်နိုင်မှာလဲဟာဒါနဲ့စကားမဆက်မင်းဒီ game ကို mobile legend ထက်တော့မှကစားခဲ့သေးတာမင်းအမြင့်ဆုံးပဲထက်ထိရောက်ခဲ့တာလဲကိုယ်ရဲ့လုပ်ဖို့ကံဘက်တွေကိုလှုပ်ဝက်ချက်တွေမထားနေသမှနဲ့ကွာဟာပြောရတဲ့စိတ်တွေကနေဘာလုပ်ဖို့ကံပဲမင်းကလို့ streamer တွေကိုမတရားတဲ့စာချုပ်တွေကိုလက်မှတ်ထိုးခိုင်းတယ် streamer တွေက live လွှင့်လေးပတ်စံပိုရလေးဖြစ်မဲ့အစား live လွှင့်လေးအကျွေးတင်လေးပဲဖြစ်ရကြတယ်မတရားလို့ဆယ်မြဆန္ဒပြမယ်တော့လည်းမင်းတို့လက်တွဲထားတဲ့ဥပဒေကုမ္ပဏီကနှိမ်နင်းခဲ့တယ်နောက်ဆုံးတော့ငါနဲ့အတူခတ်ခဲ့တဲ့အောက်ခြေကနေစတင်ခဲ့တဲ့သူတွေငါနဲ့ရင်းနှီးခဲ့တဲ့လုပ်ဖို့ကံဘက်တွေအားလုံးကတယောက်ပြီးတယောက်ကုမ္ပဏီကနေထွက်သွားကုန်ကြတယ်လို့စိတ်တွေကနေတွေးလိုက်တယ်ဟိုကောင်ကလည်းဆရာကြီးအထိုင်နဲ့မင်းဂိမ်းဆော့တာရောမန်ဒီတာရောတော်တာငါသိတယ်ငါ့ကိုကူညီစမ်းပါငါမင်းရဲ့စာချုပ်တွေနဲ့ပတ်သက်ပြီးပိုကောင်းတဲ့စီကံချက်တွေလုပ်ပေးပါမယ်မင်းမပြောချင်သေးတယ်ဟဲလို့ပြောလိုက်တော့ကြော်ရတယ်ဟဲ့အောင်လီဂျွန်စုကဘာကြီးပြောင်းလဲသွားပြီမင်းငါ့ကိုပိုင်ထားသလိုအထာနဲ့စကားလာပြောမနေနဲ့တော့ခွေးမသားရဲ့ဆိုပြီးကြော်ရဲ့နှစ်ဖူးကိုကစ်စင်ဆွဲပေးလိုက်တော့အကောင်ယူကြိုးပြီးသွားတဲ့ချောင်းကျွတ်သွားတယ်ကြော်ရတဲ့စိတ်တွေကလည်းအဲ့လိုလောရတဲ့ခံစားချက်ကကောင်းတယ်ဒါနဲ့အခုကအဲ့ဒါကြီးပေါ်လာဖို့အချိန်ပဲလို့ပြောနေတဲ့အချိန်မှာပဲမန်ဂရိုလို့ခေါ်တဲ့တပင်ဒီတပင်အရှိတွေကနေပြုတ်တရပေါ်ထွက်လာတယ်ဟိုအဲ့ဒါမန်ဂရိုပဲငါထင်တာသလိုပဲတာဝါဂိမ်းတွေကနေလုံအောင်တူတယ်လို့ပြောရင်းနဲ့အဲ့ဒါဘာကြီးလဲမဟုတ်မှလို့ရောအဲ့ဒါကဟိုအတီးတစ်ပဲဖြစ်ရမယ်တကယ်တော့အတီးတစ်ခုချင်းစီကပလေယာတယောက်ကိုမှော်စွမ်းတမ်းမာမှုတော်လက်မှုနဲ့ခံနိုင်ရည်တွေပါဝင်တဲ့ကျဲတစ်ခုတိုးပြီးတာပဲဖြစ်တယ်ဘရာသာတို့နားလဲအောင်ရှင်းပေးရမယ်ဆိုရင်တော့ mobile legend ထက်ကဘတ်တွေလိုပဲဖြစ်တယ်ပြောရတဲ့စိတ်ရမှာဒါ item ကောင်းထဲမှာပါပဲမယ်အတီးက၄ရောက်စာပဲရှိတယ်ပလေယာတွေကလည်းတယောက်မနဲ့တယောက်ကြည့်နေကြပြီးတော့အတီးတွေကိုရုတ်တရက်ထားလို့ကြပါတော့တယ်အဲ့ဒါငါဟာရွှေစံငါ့ရဲ့အောင်မလုံးနဲ့ငါအရင်ရောက်နေတာကွာဆိုပြီးတယောက်နဲ့တယောက်တွန်းကြအော်ကြဆိုရင်ဘုတ်တွေဆွဲကြဖြစ်ကုန်တယ်အဲ့ဒီချက်မှာသွားကြိုးရတဲ့ကောင်ထလာပြီဟာတေးစံတကယ်လို့ငါတို့တူတူလောက်ကြမယ်ဆိုရင်တော့ဒီအတီးကိုတော့စီခွဲယူပြီးတော့ငါတို့နှစ်ယောက်လုံးနင်းနာမှာမဟုတ်ဘူးဒါပေမဲ့အခုတော့ဆောက်ရနောက်ကျသွားပြီကွာလို့အော်လိုက်တော့ကြိုးရတယ်ဟဲ့အောင်လီဂျွန်စုမင်းဘာမှမသိဘူးဆိုရင်ပြောင်းမှုရိုးဆုတ်ထားလိုက်စမ်းကွာအဲ့ဒါကအချိန်မကျသေးဘူးကွာလို့ပြောလိုက်ရင် chapter တခုပြီးသွားတယ်